မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဘဝကိုစွန့်စားခန်းတစ်ခုလိုဖြတ်တန်းပြီးအမြဲတမ်းအကောင်းမြင်စိတ်နဲ့နေထိုင်တတ်တဲ့ Sagittarius ဓနုရာသီဖွားတွေအကြောင်းကိုပြောပြပေးသွားမှာပါနိုဝင်ဘာ22ကနေဒီဇင်ဘာ21အတွင်းမွေးဖွားသူတွေဟာဘလို့ထူးခြားတဲ့စရိုက်တွေရှိသလဲသူတို့ရဲ့အားသာချက်နဲ့အားနည်းချက်တွေကဘာလဲဘလို့အလောက်ကင်တွေနဲ့အသင့်တော်ဆုံးလဲဆိုတာအတူတူကြည့်လိုက်ရအောင်ညာ Sagittarius တွေရဲ့သင်္ကေတကလေးသမားဖြစ်ပါတယ်အမှန်တရားကိုဥတည်ပြီးပြစ်မှတ်ကိုထိအောင်ပြစ်ချင်တဲ့စိတ်ဓာတ်မျိုးသူတို့မှာရှိတယ်သူတို့ရဲ့စိုးမိုးကြိုကကြာတာပလေးကြိုဖြစ်တာကြောင့်ကံကောင်းခြင်းတွေနဲ့ပြည့်စုံပြီးအမြဲတမ်းတင်ယူလို့စိတ်ပြင်းပြကြပါတယ်သူတို့ဟာချုပ်ချယ်မှုကိုလုံးဝမနှစ်သက်ပါဘူးကဘာကြီးကိုရှောက်သွားပြီးအတွေ့အကြုံသစ်တွေရယူရတာဟာသူတို့ဘဝရဲ့အနှစ်သာရပါသူတို့ဟာစိတ်ထဲရှိတာကိုတဲ့တိုးပြောတတ်ကြသူတွေပါတခါတလေဒီပွင့်လင်းမှုကတစ်ဖက်လူကိုနည်းနည်းလေးထိခိုက်စေနိုင်ပေမဲ့ရိုးသားတဲ့စေတနာနဲ့ပြောတာပါဘလို့အခြေအနေမျိုးမှမဆိုအရာအလုံးအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ရှေ့ဆက်တတ်တဲ့အကောင်းမြင်ဝါဒီစစ်တွေပါဒါပေမဲ့ဘသူမဆိုအားနည်းချက်ဆိုတာရှိတတ်တယ်လို့ Sagittarius တွေမှာလည်းအားနည်းချက်လေးတွေရှိပါတယ်သူတို့ရဲ့ပွင့်လင်းလုံးနဲ့စကားပြောဆိုမှုတွေကတခါတလေမှမတင်တော့ပဲထွက်သွားတတ်တာမျိုးရှိပါတယ်လွတ်လပ်မှုကိုအယမ်းမျက်နှိုးတာကြောင့်ရေရှည်တာဝန်ယူရမယ့်ကိစ္စရပ်တွေဆက်ဆံရေးတွေမှာနည်းနည်းတုံ့ဆိုင်တတ်ကြပါတယ်စူးစမ်းလိုစိတ်ကြောင့်တနေရာမှာကြကြမနေနိုင်တာမျိုးလည်းရှိနိုင်ပါတယ်စိတ်မရှိတာညီးငွေ့လွယ်တာမျိုးလည်းရှိတတ်ပါတယ်အချစ်ရေးမှာဆိုရင်တော့ Sagittarius တွေဟာရိုးသားပြီးပျော်ပျော်နေတတ်တဲ့လက်တွဲဖော်ကိုရှာဖွေကြပါတယ်သူတို့ကိုလွတ်လပ်ခွင့်ပေးပြီးအတူတူစွန့်စားခန်းတွေဖွင့်မဲ့သူနဲ့အလိုက်ဖက်ဆုံးပါပဲ Aries, Leo နဲ့ Aquarius ရာသီဖွားတွေနဲ့အထူးလိုက်ဖက်ပါတယ်အလောက်ကင်ပိုင်းမှာတော့စွန့်စားလိုစိတ်ဘ ഹു တုတရှာမိလိုစိတ်ပြင်းပြတာကြောင့်ခီးသွားလန်းညွန်သတင်းထောက်ပညာရေးဆိုင်ရာလုပ်ငန်းတွေသို့မဟုတ်လွတ်လပ်စွာဖန်တီးနိုင်တဲ့အမှုပညာနဲ့စာရေးဆရာအလုပ်တွေမှာအထူးအောင်မြင်တတ်ကြပါတယ်ကဲအခုပြောပြသွားတာကတော့စွန့်စားလိုစိတ်ပြည့်နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့ Sagittarius ရာသီဖွားတွေရဲ့အကြောင်းပဲဖြစ်ပါတယ်တင်ကိုယ်တိုင်ကော Sagittarius လားဒါမှမဟုတ်တင်ပေးနာမှာရော Sagittarius တွေရှိလားသူတို့ရဲ့စရိုက်တွေကကျွန်တော်ပြောတာနဲ့တူရဲ့လားဆိုတာခမန့်မှာရေးပေးခဲ့ပါဦးဗီဒီယိုကိုကြိုက်နှစ်သက်ရင် like နဲ့ subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဦးခင်ဗျာနောက်ထပ်ရာသီခွင်တွေအကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်